ကဲချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့ပါကျွန်တော် TikTok ကိုကြည့်ရှုစောင့်မျှော်နေကြတဲ့ချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျစวัสดีครับဟုတ်ကဲ့ပါကျွန်တော်ဒီနေ့စူပါစန်နေညရဲ့ပွဲကြိုသုံးသပ်မှုလေးပဲဖြစ်ပါတယ်ခင်ဗျဒီပွဲကြိုမသုံးသပ်ခင်မှာကျွန်တော် TikTok လေးကိုလိုက်ရင် follow လေးလုပ်ပြီးတော့ကြပါအောင်ချင်းကြီးကိုတော့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်မနေ့က TikTok video file မှာဆိုရင် Chelsea နဲ့ Newcastle ကျွန်တော် Newcastle ပေးခဲ့ပါတယ်ဒါပေမဲ့ကြည့်ရှုဆိုအရင်နဲပါတယ်ဗျချင်းကြီးကိုတော့နော်ဟုတ်ပါကျွန်တော်မနေ့ကဆိုရင်ကျွန်တော်ရဲ့ဒီ Telegram feature နဲ့မှာဆိုရင်10ပွဲပေးခဲ့ပါတယ်ချင်းကြီးကိုတော့6ပွဲအဆင်ပြေတယ်2ပွဲပဲအဆင်မပြေတာမကြွိုင်းရချင်းကြီးကို join ထားလို့ရပါတယ်ဗျနော်မနေ့ကဆိုရင်ကျွန်တော်10ပွဲပေးခဲ့တာဗျာ Brighton Newcastle Burnley Dortmund Southampton Blackburn Championship body တွေပေးခဲ့ပါတယ်အဆင်ပြေကြတယ်ချင်းကြီးကိုတော့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီနေ့ကြည့်မယ်ဒီနေ့ကျွန်တော်မန်ယူနဲ့ဆိုလိုမီလာပွဲလေးပဲပွဲချွတ်သုံးသပ်ပေးမယ်ဗျချင်းကြီးကိုတော့နော်ဒီမသုံးသပ်ခင်မှာတော့ကျွန်တော်ကတော့အဆိုမီလာကိုရွေးချယ်မယ်ဗျမန်ယူဖန်တွေကတော့ကျွန်တော်ကြိုက်မှာမဟုတ်ဘူးဟုတ်ပါဆိုတော့တစ်ချက်ကြည့်မယ်ကျွန်တော်မန်ယူရဲ့ဒီရမှန်50မှအတူတူပဲအဆိုမီလာနဲ့အဆင့်3-4ချစ်ကိုတော့ဆိုတော့ကျွန်တော်ချက်ကြည့်မယ်မန်ယူဒီနောက်ဆုံးကန်လာတဲ့၄ပွဲမှာဆိုရင်2ပွဲနိုင်1ပွဲသေး1ပွဲရှုံးအဆူမီလန်ကြည့်မယ်ဆိုရင်လည်းအဆူမီလန်နောက်ဆုံး၄ပွဲမှာ1ပွဲနိုင်1ပွဲသေး2ပွဲရှုံးထားတယ်မန်ယူကတော့ဒီယူရိုပါလိချန်ပီယံလိမရှိပါဘူးเนาะကန်ဖို့ပြောတာပါကစားဖို့မရှိပါဘူးအဆူမီလန်ကတော့ရှိတယ်နောက်တစ်ပတ်မှာဒီလိုင်လီနဲ့တူကွင်းမှာကစားဖို့ရှိရယူရိုပါလိပေါ့ကျွန်တော်အဲ့ပထမကြောင်းတော့လဲကျွန်တော်လိုင်လီနဲ့အဆူမီလာကိုကျွန်တော်အဆူမီလာပေးခဲ့ပါတယ်ဘော်ဒီZ1နဲ့နိုင်ပါတယ်ဗျနော်ဟုတ်ကဲ့ပါကျွန်တော် TikTok video file မှာရှိပါတယ်ဗျဆိုတော့အဆူမီလာကြည့်မယ်အဆူမီလာဆိုရင်လဲနောက်ဆုံးsorry သူတို့ဒီနေ့တင်းတွေ့ဆုံမှုကြည့်မယ်ဆိုရင်6ကြိမ်မှာနောက်ဆုံး6ကြိမ်ပေါ့မင်းရတော့4ကြိမ်နိုင်ထားတယ်တပွဲတည်တပွဲရှုံးထားတယ်နိုင်ထားတဲ့4ပွဲကလေကျွန်တော်ဟိုးရင်နှစ်တည်းကြာပါပြီဒီ2026မှာတော့မန်ယူမလွယ်ပါဘူးအစွန်ဘီလာအောင်ချစ်ကိုနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့အစွန်ဘီလာပဲရွေးချယ်မယ်ဟောတစ်ချက်ချင်းမယ်ဆိုတော့မန်ယူရဲ့ဘော်ဒီကြောပေးထားတာဆိုရင်တစ်လုံး90စာဂိုးဘော်ကြောပေးထားတာဆိုတော့3လုံး90စာကျွန်တော်ဂိုးဘော်လေးကိုတော့နည်းနည်းအကြိုက်တွေ့မိတယ်ဗျချင်းကြီးကိုတော့နော်ကျွန်တော်ကတော့ဂိုးဘော်ရွေးချယ်မယ်အစွန်ဘီလာဘော်ဒီရွေးချယ်မယ်ဗျချင်းကြီးကိုတော့နော်ဟုတ်ကဲ့ပါကျွန်တော် YouTube မှာလည်းတင်ပေးထားပါတယ်ဗျခုဆို support channel ဆိုပြီးတော့ရှာလိုက်ရင်ရပါတယ်ကြည့်ကြည့်ကိုနော်ဟုတ်ပါကျွန်တော်တော့အဆူမီလာဘော်ဒီနဲ့ဂိုးဘော်ပဲရွေးချယ်လိုက်မယ်ဗျဟုတ်ကဲ့ကိုဆိုရဲ့အမာခံချင်းကြီးကိုတွေရလက်ကောင်းတွေပိုင်ဆိုင်နေမှာဆိုလို့ကျွန်တော်ကိုဆိုကစုမှုကောင်းတောင်းပေးလိုက်ပါတယ်ဗျချင်းကြီးကိုတော့နော်